Minglaba, the Hakha Times Myanmar assistant maps and nature solai pare, Tikane Tensa payment Terenkaro, India Winjichona, Mizoram Pini Soyaka, Lady Yuetami, Asta Ladu Omi Namteko, Compio Api Jam Separe, Mizoram Pine, Longlaimio. Kolayakane apa ularin ingan hamdene amido arlel ompui doi leni yuetemi ma estala du omin hamdedi the chin so kamu jang India wonji cho mudine Mizoram pine asoyaka compula anhenke jang tishia pare di tamile ha 2020 ခုနှစ်အောက်တိုဘာလ25ရက်နေ့မှာအိန္ဒိယနိုင်ငံတော်မာချူဟေဆလမ်ဗန်ဒေမတရမ်ဆိုတဲ့တခြင်းကို AR ရမန်ကဆက်ဆိုတဲ့ဟာကိုပြန်လည်တည်ဆိုခဲ့ပါတယ်။တစ်ပတ်အတွင်းမှာကြီးစုသူတန်းပေါင်း1.8 တန်းရှိခဲ့ပါတယ်။တခြင်းဆက်ဆိုသူ AR ရဟမ်ကလည်းကျူဆိုပြီးတော့ခလိမကိုဆက်သွယ်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နဲ့မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကလည်းသူတို့လူမှုကွန်ရက်ပေါ်ကနေဝန်ပန်းတတာကျူဆိုဂုဏ်ပြုခဲ့ကြပါတယ်။ဒါတင်မကသေးပါဘူး။ Estella du Ominham the reaction video ကိုလည်းနိုင်ငံပေါင်း90ကျော်ပရိသတ်ကနေကြည့်ရှုခဲ့ကြပါတယ်။ One day at a time ဆိုတဲ့တခြင်းကိုလည်းပြန်ဆိုတဲ့အခါကြည့်ရှုသူတန်းနဲ့ချီလူထုကအားပေးကြည့်ရှုခဲ့ကြပါတယ်ဟု VLR Collection YouTube channel ကဖော်ပြထားပါတယ်။အသက်၄နှစ်ရွယ်သားရှိတဲ့ Estella du Ominham ကသူမတခြင်းကိုသူမရဲ့ YouTube channel ကနေတင်သည့်တခြင်းများကိုကြည့်ရှုသူစေတန်းကျော်ရှိကြောင်းနဲ့ဝင်ရရှိနိုင်သည့် subscriber လည်း2သိန်းကျော်ရှိနေပြီဟုသိရှိရပါတယ်။ပြည်သူလူထုနဲ့အတူလုပ်ငန်းအကောင့်ထဲပေါ်ဆောင်ရွက်သွားမယ်လို့ပုံငုံဖုံကဆိုပါတယ်။လွှတ်တော်နိုင်လုပ်ငန်းဆောင်ရွက်ရာတွင်ပြည်သူလူထုနဲ့အတူနှီးကပ်စွာပူးပေါင်းပြီးလူထုရဲ့အကြံပေးမှုကိုအခြေခံကလုပ်ငန်းဆောင်ရွက်သွားမည်ဟု NLD ပါတီမှဟာခါမြို့နယ်အမျိုးသားလွှတ်တော်မေဆန္ဒနယ်အမှတ်နဲ့အနိုင်ရရှိသူပုံငုံဖုံကပြောဆိုလိုက်ပါတယ်။ကျေးလက်ဒေသမှာမင်းဆွေစီယုံရေးသွားတဲ့အခါလွှတ်တော်အမတ်တွေဟာရွေးကောက်ပွဲနီးခါမှတွေ့ခွင့်ရတယ်။လွှတ်တော်အမတ်ဖြစ်ပြီးမှတော့သူတို့နဲ့တွေ့ခွင့်မရတော့ဘူးလို့ပြောကြတယ်။ဒီလိုပြောခဲ့တာတွေဟာကျွန်တော်တို့ကိုချစ်ခင်လို့ဖြစ်တယ်။ကျွန်တော်လည်းပြည်ထောင်စုလွှတ်တော်မှာရောက်ရှိတဲ့အခါဒီစကားဟာပညာပေးတဲ့စကားအဖြစ်ယူသားပါမယ်လို့ပြန်ပြောခဲ့ပါတယ်။ကျွန်တော်ကတော့လူထုနဲ့အတူပူးပေါင်းပြီးလူထုရဲ့အကြံပေးမှုကိုလက်တွေ့အကောင့်ထဲပေါ်မှာပါ။တက်နိုင်တလောက်မိမိရဲ့မေးဆန္ဒနေမင်းနဲ့ဂျေးလက်ဒေတာတွေမှာသွားပြီးလူထုရဲ့အကြံပေးမှုရယူပြီးလုပ်ငန်းအကောင့်ထဲပေါ်ဆောင်ရွက်သွားမယ်လို့ကတိပေးထားပါတယ်။လူထုတွေကလည်းအချိန်အခါကိုနားလည်ပေးကြဖို့တိုက်တွန်းလိုပါတယ်။ဘေးရာကိုဥစားပေးမလဲဆိုတာခွေးချပြီးအထက်ကိုတင်ပြပေးဖို့ကြိုးစားမယ်ဟုပုံငုံဖုံက The Hakha Times တို့ပြောပြခဲ့ပါတယ်။ချင်းပြည်နယ်တွင်မေဆန္ဒနေမြေ39နေရာရှိသည့်အနက် NLD ပါတီက36နေရာအနိုင်ရရှိရာ94ရာခိုင်နှုန်းအနိုင်ရရှိကြောင်းသိရှိရပါတယ်။လူကြီးမင်းတို့လုပ်ငန်းအကြောင်းအရာများကိုကြုံရထည့်သွင်းလိုပါက The Hakha Times မှာဇင်းလုံးချိုသာစွာနဲ့လှုပ်ဆောင်ပေးနေပါတယ်။ The Hakha Times ရဲ့ Facebook page နဲ့ YouTube channel တို့ကို like follow share နဲ့ subscribe လုပ်သွားဖို့လည်းတိုက်တွန်းလိုပါတယ်။ကျွန်မ Elizabeth ပါ။ထန်တလန်မြို့နယ် USDP ပါတီအနေဖြင့်ရွေးကောက်ပွဲကော်မရှင်ကကျင်းပပြုလုပ်တဲ့ရွေးကောက်ပွဲစနစ်အပေါ်ဝေဖန်ခဲ့ပါတယ်။ထန်တလန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့်ရွေးကောက်ပွဲကျင်းပပုံကျင်းပနည်းကိုအစိုးရအနေဖြင့်ကြိုတင်ပြင်ဆင်ခဲ့တဲ့တပ်တွေအထောက်ထားရရှိခဲ့သောကြောင့်ထန်တလန်မြို့နယ် USDP ပါတီကဝေဖန်လိုက်ခြင်းဖြစ်ပါတယ်။2020ရွေးကောက်ပွဲသည်တရားမျှတမှုမရှိသည့်အတွက်ကန့်ကွက်ကြောင်းနဲ့ဗလိုက်မှုမရှိသည့်ရွေးကောက်ပွဲကျင်းပပေးရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့တပ်မတော်ပူးပေါင်းပြီးရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကတောင်းဆိုတဲ့သတင်းစာရှင်းလင်းပွဲကိုနိုဝင်ဘာလ17ရက်နေ့၌ရန်ကုန်တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ဤကိစ္စနဲ့ပတ်သက်ပြီးထန်တလန်မြို့နယ် USDP ပါတီအခြေအနေကို Hakha Time ကမေးမြန်းခဲ့ရာကျွန်တော်တို့ပါတီဗဟိုကတောင်းဆိုတာကတပြည်လုံးအတိုင်းအတာဖြင့်ရွေးကောက်ပွဲကျင်းပပေးရန်တောင်းဆိုတာမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့မြို့နယ်အနေအထားနဲ့ဒီရွေးကောက်ပွဲဟာကန့်ကွက်တဲ့အတွက်စတင်ဖို့အစဉ်သင့်လုပ်ထားပြီးပါပြီ။ကိုအော့ကွန်တက်အတိုင်းရွေးကောက်ပွဲမကျင်းပတဲ့တပ်တွေအထောက်ထားများလည်းဖော်ထုတ်ဖို့ရှိပါတယ်ဟု USDP ပါတီမှအမျိုးသားလွှတ်တော်အမတ်နေရာတွင်ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ဦးစျောင်းလျန်မှုကဖြေကြားခဲ့ပါတယ်။2020ရွေးကောက်ပွဲ၌ USDP ပါတီကအမတ်နေရာ22နေရာတွင်အနိုင်ရရှိခဲ့တော်လဲချင်းပြည်နယ်တွင်အနိုင်ရရှိခြင်းမရှိခဲ့ပါဘူး။ထန်တန်ခရစ်ယာန်ဖယ်လိုရှစ်မှာဟာခါတက္ကသိုလ်တွင်ချက်ပယ်ဆောက်လုပ်ရန်သိန်း100လူဒန်းထန်တန်ခရစ်ယာန်ဖယ်လိုရှစ်မှာ
ဟာခတက္ကသိုလ်ဝင်းအတွင်ချက်ပဲဆောက်လုပ်ရန်ကျပ်ငွေသိန်း100ကိုဟာခတက္ကသိုလ်ကျောင်းအုပ်ဒေါက်တာလျန်စဟုထံပေးအပ်လှူဒါန်းခဲ့ကြောင်းသိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး TCF ဥက္ကဋ္ဌ Reverend Dr. Lin ဦးကဒီလိုလှူဒါန်းတာကထန်တလန်မြို့ရှိခရစ်ယာန်အသင်းအသီးသီးကနေလှူဒါန်းထားကြတဲ့အလှူငွေများကိုစုပြီးလှူဒါန်းတာဖြစ်ပါတယ်။ဒီချက်ပဲဟာကျပ်ငွေသိန်းပေါင်း1600ကုန်ကြဖို့ဘတ်ဂျက်ရေးဆွဲထားတာဖြစ်ပြီးအောင်မြင်မယ်လို့ယူဆပါတယ်။ကျွန်တော်တို့ထန်တလန်မြို့ကနေသိန်း100နဲ့ပါဝင်ထားတာဖြစ်ပါတယ်ဟုဟာခါထိုင်းကိုပြောပြခဲ့ပါတယ်။ထန်တောင်ခရစ်ယာန် Fellowship Night အဖွဲ့ဝင်အသင်းတော်22သင်းပါဝင်ပြီးအသင်းတော်အလိုက်ဖျားကျောင်းပိုင်ဆိုင်ထားတဲ့အသင်းတော်14သင်းသာရှိကြောင်းသိရပါတယ်။ဟာခတက္ကသိုလ်တွင်ချက်ပဲဆောက်လုပ်နိုင်ရန် TVC အသင်းတော်ကို28သိန်း JMBC အသင်းကို19သိန်း TCBC ကို10သိန်း UPC AG နဲ့ Believer အသင်းတော်ကို8သိန်းစီခွဲတန်းချပြီးအလူပေးထည့်ဝင်ခြင်းဖြစ်ကြောင်းသိရပါတယ်။အခြားအသင်းတော်များကိုလည်းကျပ်ငွေ3သိန်းနဲ့ကျပ်ငွေ2000စီထည့်ဝင်ကြောင်းသိရပါတယ်။ The Hakha Thai မြန်မာဘာသာစီစဉ်ကိုဒီလောက်နဲ့ပဲအဆုံးသတ်တော့မှာဖြစ်ပါတယ်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ။ကျွန်မချယ်ရီပါ။